digital marketing လုပ်နေတာကြာပြီ experience နေတာများလာတယ်ဘာမှလည်းမတိုးတက်လာဘူးပေါ့နော်စနေလောက်ရှိပြီဒါပေမဲ့သူ့ရဲ့ growth rate ကဘာမှမတွေ့ရဘူးဒါပေမဲ့တချို့သူတွေကြတော့တနေ့နေ့အတွင်းမှာအများကြီးပြောင်းလဲသွားတယ်ဆိုတော့အဲ့ဒီနှစ်ယောက်ကဘာကွာနေရလဲဟုတ်ကဲ့ပါဆိုတော့ဒီနေ့မှာကျွန်တော်ပြောပြချင်တာကဘာလဲဆိုရင်လူအများစုက experience တခုကြုံလာပြီဆိုရင်အဲ့ဒီအပေါ်မှာ blame လုပ်လိုက်တာများတယ်Facebook algorithm ကြောင့်ဖြစ်တာcustomer ကြောင့်ဖြစ်တာငါအကြောင်းမဟုတ်ဘူးဆိုပြီးတော့လောလောကူကူနဲ့ blame လုပ်လိုက်ကြတယ်နောက်ပြီးတော့အဲ့ဒီမှာရင် land လောက်တာကရက်သွားကြတယ်ပေါ့ဒါမဲ့တကယ်တမ်းမှာ experience တခုရလာပြီဆိုရင်အဲ့ဒီအပေါ်မှာ reflect ပြန်လုပ်ရပါမယ်ကိုယ့်ရဲ့ feeling တွေထင်မြင်ချက်တွေမဟုတ်ဘဲနဲ့တကယ် data တွေကိုပြန်ကြည့်ဖို့လိုပါတယ်ဘာကြောင့်ဒီ campaign ကရှုံးရတာလဲဘာကြောင့်ဒီ post ကပေါက်တာလဲဆိုတော့ကိုဓမ္မဒိဋ္ဌံကြကြပြန်လဲသုံးသပ်မှရပါလိမ့်မယ် reflect လုပ်ပြီးသွားရင်လည်းနောက်တစ်ဆင့်က conceptualize ပြန်လုပ်ရပါမယ်ပြဿနာရဲ့ root cause ကပါလဲဈေးကြီးလို့မဝယ်တာလားဒါမှမဟုတ်ငါတို့က value တေချာမပြနိုင်လို့လားအဲ့လိုအကြောင်းရင်းမှန်ကိုရှာပြီးမှနောက်ဆုံးအဆင့် apply ပြန်လုပ်ရပါမယ်ကိုယ့်ရဲ့ SOP တွေကိုပြန်ပြင်ရပါမယ်ဒါမှသာ experience တွေကိုဒီတိုင်းပေါင်းသွားတာမျိုးမဟုတ်ဘဲနဲ့ experience တစ်ခုရတိုင်း skill တစ်ဆင့်မြင်သွားမှာဖြစ်ပါတယ်အကြောင်းဘဝမှာ10နှစ်လောက်အလုပ်လုပ်ပြီးဘာမှမသိကြတဲ့လူမဖြစ်ချင်ဘူးဆိုရင်အခုပြောတဲ့ process တိုင်းကိုယ့်ရဲ့ experience တွေကိုပြန်ပြီးသင်ခန်းစာယူကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါမိတ်ဆွေတို့ကလောက်သက်ကြပြီးကိုယ်စကီးကရက်နေတယ်လို့ခံစားရဘူးပါသလား comment မှာဆွေးနွေးပေးသွားကြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ